ရွှေရင်ကျော်အိဆာတရားမိတ်ဒီစေကိုင်းတော်ကြီးစတင်ပေါ်ပေါက်လာပုံကိုတင်ပြအစီရင်ခံမယ်ဆိုရင်တော့မှန်ကုန်ပမှာအချုပ်ပြတဲ့ဗုဒ္ဓလေးစုပွင့်တော်မူအေးယူလှစွာနှုတ်ဟောပါနဲ့ညမပြင်းညနမိတ်ဖတ်လို့ဖတ်ကမိသာဤကဘာတွင်ဒီပါလှုပ်ဆော်ဝိဇ္ဇာတို့နေပုံမှာပရင်းစကမိပြီးမင်းသားကြီးမောင်တို့ခေါ်ကြလျော်တင်လွှမ်းရဲ့ထုံစံညစ်နဲ့ညစ်ကိလေသာတစ်ပြေးပြေးခွာလို့မို့အမတာချိန်ပြီးသတုစရတရိတ်ရွှေဖြတ်လို့မနှိမ့်တွေတော့အေးကြီးမြတာကြောင့်အခြေပြန်ပြူရွှေဆန်းတော်ဦးအင်းစလီနဲ့ဖူးခဲ့ရအထုကုသလဤပုံညမြဝဲလို့အမန်းထင်တရုတ်မတွေဟုတ်ပလေကျုံနေရင်ကတော့တောင်တွင်းမြို့ပိုင်အမြဲတမ်းခမဲနှံတဲ့သေကရွာကလဗျာမိပါဖွားရှာခဲ့ကနဲ့စဘူးသဘောလာပြလိုက်တော့ကျုံနေတာကျဲစုတော်ရွာဂါမနဲ့တားတရားကွာမှာမကြာဖေးအောင်ပြောလို့ရွှေတောင်တော်ဗရမယတိုင်းတွင်ဘုရားသမိန်အဝင်းဆိုးကကျုပ်ဖတ်လိုက်တော့ပြုတ်ဘက်ကထူးဆန်းဘူနာနဲ့ဇရာကြိုက်ဘုရားဆိုင်အလိုနာနဲ့ကချိုးခဲ့ဧကဒွေးစရာဘာရှိသူဖွာတော်မူခဲ့စရင်ပြရရင်အင်းဝါကကနဲ့ဗမယာမှာမင်းလာဆက်ကြဘုံတော်တောက်လို့ပါကလားလေဘုံတော်တောက်လို့ပါလားတကောမယောင်တောက်ပေမဲ့အကျော်ဆောင်တယောက်လို့အမှန်မထင်ကြပဲညံစင်ကတကယ်ပြုတ်မဟဲလို့မဲနုနဲ့မောင်ဝငယ်တို့ကအဆောင်ဘဟိုလဲစမုတ်ကြတာမှာလောက်ကြမို့စီစဉ်ကြတဲ့စီစဉ်ကြတဲ့ဤဘရင်ကလည်းအမုန်းထားခုံစကားသူ့ရုံလို့နားဝင်ပရမယပလင်ကအမိတ်တော်ပြန်ပိတ်ကြော်ရမတရားစနစ်နဲ့အများချစ်တဲ့စက်ကြမင်းမသက်သာတဲ့အခင်းနဲ့ကနဲ့ပွေစမှာမျက်ရည်ကြပြီးဘဝင်မှာစုမြင်းသူတို့ကလည်းမကဲနိုင်တကယ်မှန်လို့ဖယားတရားရဖို့ကြံစကနဲ့ကာမတကားလို့အာယုံပြုပြီးဓမိတ်တရာဘွားဝိဇ္ဇာတရာမမားစေဖို့မြစ်တာဖို့လိဝဇနာမချော့အောင်အမျှဝေလို့ပထနာပြုကသာဓုနဲ့လျောင်းမဆက်နိုင်မဲ့ခဲကြမဝင်လို့တေးရပင်များရတော့ပါပဲဒီအရေးဒီအခင်းမတရားမင်းစမုတ်ကြတာမှာလောက်တန်တာအမှန်မတရားအောင်လှန်ရှည်ထိုးသူတစ်ဖက်ကုန်းမသမားတွေလက်အတွင်းပတ်စင်းနေတဲ့မောင်ဆက်ကြာဆောင်ကနဲ့ဗမာယာတို့အဟုတ်သွားပြီးတောက်ထားတဲ့ကျိုးပြေကစံပါနဝစမအထမောက်ဂျိုနောက်ဆုံးလိုတော့အဟုတ်စိတ်မှကြံပြီးဝိဇ္ဇာမနာနဲ့မွေလိုက်ရအတွင်းသားစီကနေဆက်ကြာစမကစားလိုက်မယ်မင်းသားဆက်ကြာကနဲ့မဟာကပျောက်စေ